Number 1 Chakra and Jutsu နေရီတိုကဥစုမဂီကလန်ရဲ့များပြားတဲ့ Chakra နဲ့မွေးဖွားလာတဲ့ကောင်ဖြစ်လို့ Multi Shadow Clone Jutsu ကိုတော့တေချာပေါက်3နိုင်အောင်ပါပါအဲ့ဒါအပြင်ငငယ်ရလို့မဟုတ်ပဲတခြား Nature Style တွေကိုပါ Hand Sign ဖော်ပြီး AACC 3နိုင်အောင်ပါဖြစ်ပါတယ် Rasengan တလုံးနဲ့ Fighter လုံးရဲ့ကိုနိုဟာမာတို့တော့ဂျိုနင်ဖြစ်နေတဲ့အချိန် Rasengan ကိုထုံးလုံးမွေရေလိုနောက်လာတဲ့နေရီတိုက Astran Jutsu တွေကိုတေချာပေါက်အသုံးချလို့ရအောင်ပါပါNumber 2 Sage Mode နေရီတိုက Perfect Sage Mode ကိုအသုံးချနိုင်တဲ့သူဖြစ်တဲ့အပြင်လက်ရှိသူ့ရဲ့အတွေ့အကြုံရဆိုရင်အရင်လို Sage Mode ရဖို့ငြိမ်ငြိမ်လေးထိုင်နေစရာမလိုတော့ပါဘူး Sage Mode ကဘလောက်အသုံးဝင်လဲဘလောက်ကျန်းလဲဆိုတာကိုတော့အားလုံးသိပါပါ Number 3 Auto Jinchuriki နေရီတိုက Auto Jinchuriki လို့ပြောလို့ရပါတယ်ကိုမင်း Chakra အပြင်နေရီတိုမှာကသူ့ကိုအမိကောင်းတွေကိုယ်တိုင်ပေးရထားတဲ့ Chakra အနှဲငယ်စီရှိလို့အဲ့ဒါတွေကို Jutsu တွေနဲ့ပေါင်းစပ်ပြီးကျန်းပြလို့ရပါတယ်သူကိုယ်တိုင်လည်းခဏခဏသုံးပြပူတဲ့အပြင်နေရီတိုရဲ့လက်အတုက Hashiyama Sen နဲ့ဖန်တီးထားတာဖြစ်လို့ Rasen Shuriken ကိုစိတ်ကြိုက်သုံးလို့မရတာမျိုးတွေမရှိတော့ပါဘူးအဲ့ဒါကြောင့်ကျန်တဲ့ Tabis Chakra တွေနဲ့စိတ်ပိုင်ကျန်းပြလို့ရပါတယ် Number 4 Summoning Jutsu ဒါကဘာထူးဆန်းလို့လဲလူတိုင်းသုံးလို့ရတယ်လို့ထင်နိုင်ပေမဲ့ခူရာမမရှိတော့တဲ့နေရီတိုကဂျီရာရီယာလိုမျိုးဖားလိမယာနှစ်ယောက်နဲ့ပေါင်းစပ်လို့ရသွားတဲ့ကြောင့်ဂန်ဂျူစုတွေကိုတွန်းလှန်နိုင်မဲ့ပြီးဂန်ဂျူစုကသုံးညင်သုံးလို့ရနိုင်ပါတယ်ဖားလိမယာကအသက်ကြီးသွားရင်တော့မျိုးပကူတောင်မှာကဖားတွေအများကြီးရှိပါတယ် Number 5 Kanjutsu ရဲ့ experience လူမန်တိတက်ဆအရွယ်မှာတွေကတက်ဆက်ရှိလက်သီးနဲ့ထိုးမဲ့ခြေထောက်နဲ့ကံမဲ့လုံနေတဲ့ကောင်မို့လို့လက်ရှိနေရီတိုရဲ့ Kanjutsu ကတိုက်ပွဲပေါင်းများစွာအင်အားကြီးရန်သူပေါင်းများစွာနဲ့ရင်ဆိုင်လာခဲ့တဲ့အတွေ့အကြုံရ Kanjutsu only ဆိုရင် Prime Level မှာတေချာပေါက်ရှိသေးပါတယ်အတော်လေးလဲရင်းချက်တဲ့သူဖြစ်နေပြီမို့လို့ဂမူရှူတို့ရှေ့ဆုံးကဝင်ပြေးတာမျိုးမရှိတော့ပဲတော်ရုံကောင်းနေတော့ကတော့ Sage Mode လက်တီးနဲ့ဖြည့်ရှင်းလို့ရပါတယ်အဲဒါကြောင့်လက်ရှိနေရီတိုဘယ်လောက်ကျန်းလဲဆိုရင် Fat အရာ Jiraiya ရဲ့ Prime Time တက်ပိုကျန်းပါတယ်